သဲလေမကြခင်လက်ထပ်တော့မယ်ဆိုတော့မေမေဝမ်းသာသလိုစိတ်လဲပူတယ်ကအိမ်တောင်ဆိုတာလှပသလိုတာဝန်ကြီးတယ်ကဒါကြောင့်မေမေပြောပြမဲ့စကားလေးတွေကိုတေချာနားထောင်တော့ကပထမဆုံးရှောင်ရံနေပေါ်ကအိမ်ထောင်မပြုတ်ခင်သူ့ရဲ့အတိတ်ကိုတေချာစုံစမ်းပါအားအကျွေးတွေရိုးမကောင်းတဲ့အကျင့်တွေရှိမရှိရောမိသားစုနဲ့ဆက်ဆံရေးဘယ်လိုလဲဆိုတာသိထားရမယ်ကအချစ်တစ်ခုတည်းနဲ့အရာရာကိုမျက်ကွယ်မပြုမိစေနဲ့ကအိမ်တောင်ရေးမှာတစ္ဆာမဲ့တာရောအကြမ်းဖက်တာတွေကိုလုံးဝလက်မခံပါနဲ့ကဒါတွေကအစာကလေးကပင်စာမဲတာရောအကြမ်းဖက်တာတွေကိုလုံးဝလက်မခံပါနဲ့ကဒါတွေကအစကလေးကရှောင်ရှားတဲ့အရာတွေပဲရှနောက်တစ်ခုကညှိနှိုင်းစရာတဲ့လက်ထပ်ပြီးရင်ဘယ်မှာနေမလဲ哦ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲမလဲ哦ကလေးယူဖို့အစီအစဉ်ရှိလား哟ဘယ်နှယောက်ယူမလဲ哦အလောက်ကင်ကိစ္စတွေ哟မိဘနှစ်ပါးကိုဘယ်လိုစောင့်ရှောက်မလဲစတဲ့အရေးကြီးတဲ့ကိစ္စတွေကိုအိမ်တော်မပြုတ်ခင်ကလေးကပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်းထားရမယ်ကတယောက်နဲ့တယောက်နားလည်မှုရှိမှအိမ်တောင်ရေးကတာယာမှာပဲပြီးတော့အကဲဖြဲရမယ့်အချက်တွေကသူ့ရဲ့စိတ်နေစိတ်ထားယိုစိတ်ရှည်သေးခံမှုယိုပြဿနာဖြေရှင်းပုံအောင်မင်းအပေါ်ထားတဲ့သဘောထားယိုမင်းရဲ့မိသားစုအပေါ်ဆက်ဆံပုံတွေကိုတေချာလေးလာပါအမင်းရဲ့ပြောရွှင်မှုကိုတကယ်ပဲဦးစားပေးရလားကမင်းရဲ့အိမ်မက်တွေကိုထောက်ခံအားပေးရလားကအသေးဖွဲကိစ္စလေးတွေကအစအလေးအနက်ထားပြီးစဉ်းစားပါအအိမ်ထောင်ရေးဆိုတာတသက်တာလက်တွဲရမယ့်ခီးရှည်ကြီးတဲလေးကဒါကြောင့်အချစ်တစ်ခုတည်းနဲ့မလုံလောက်ဘူးကနားလည်မှုယုတ်လေးစားမှုယုတ်ယုံကြည်မှုတွေလည်းလိုတဲ့ကမိမိပြောပြတာတွေကိုတေချာစဉ်းစားပြီးမှဆုံးဖြတ်တော့ကမိမိကတဲလေးပျော်ရွှင်ဖို့ပဲလိုချင်တာဟာမိမဆုံးဖြတ်တော့ကမိမိကတဲလေးပျော်ရွှင်ဖို့ပဲလိုချင်တာ